တင်းရဲ့ idea ကိုတင်းအကောင့်ထဲပေါ်ပြီးတော့မှတင်းပန်းနိုင်ရအောင်သွားဖို့အရင်ရေးကြည့်တယ်တင်းရဲ့အောင်မြင်ခြင်းကတင်းရဲ့ idea ပဲအခုဆရာဒေးဗစ်လာရဲ့ WTC မှာလာတက်တဲ့သူတွေအားလုံးကဆရာဒေးဗစ်လာကျောင်းမှာလာတက်ခဲ့တဲ့လူတွေအားလုံးကဒေးဗစ်လာလို့ပြောလိုက်တဲ့ဘေးနားမှာတန်းမြင်တာပါသလား mindset လူတွေတော်တော်များများကို idea ကိုမချပြရဲဘူးတင်းရဲ့ idea တင်းကိုအောင်မြင်စေမှာတင်းရဲ့ idea ကတင်းကိုချမ်းသာစေမှာတင်းရဲ့ idea တင်းကိုကြွယ်ဝစေမှာဒါမဲ့ဘာဖြစ်လို့မလုပ်ရဲလဲပြောရှက်တယ်ကြောက်တယ်အဲ့ဒါတင်းကိုဆွဲချတာကိုယ့်ရဲ့ idea ကိုဖော်ပြရဲရမယ်ချပြရဲရမယ်တင်းရဲ့ရည်ရွယ်ချက်ကတင်းရဲ့အထဲမှာပဲရှိတယ်တင်းချပြရဲရမယ်ကဲရဲပါစေပြစ်တင်ပါစေရှုံးချပါစေပြရဲရမယ်ဆွဲချရဲရမယ်လှုပ်ရဲရမယ်ဒီနေ့စရွေးဒီသားသမီးတွေအားလုံးလှုပ်ရဲပါ